စိုးသူတယောက်နယ်ဘက်ကတငယ်ချင်းမင်္ဂလာဆောင်သွားရင်လမ်းမပြီးတောအုပ်တစ်ခုထဲရောက်သွားခဲ့သည်မိုးကလည်းတဲထန်စွာရွာသွန်းနေပြီးမှောင်ရီပြိုးစားပြုနေပြီးဖြစ်သည်ဖြင့်နိဆက်ရာခိုနားရာကိုရှာရင်းလမ်းဘေးကအိမ်အိုကြီးတစ်လုံးကိုတွေ့လိုက်ရသည်ထိုအိမ်ကြီး၏အနောက်ဘက်တွင်အလွန်ကြီးမားပြီးအကိုင်းခတ်တွေဖြာထွက်နေသောညောင်ပင်ကြီးတစ်ပင်ရှိသည်ညောင်ပင်ကြီးကတစ်ချက်တိုက်ခတ်လာသောလေကြောင့်လက်မောင်းကြီးတွေလှုပ်ရှားနေသလိုထူဆန်းနေ၏အိမ်ထဲသို့ရောက်သောအခါအဖွားအိုတစ်ယောက်ကမိဖို့ဘေးတွင်ထိုင်နေသည်အဖွားဒီညမိုးခုပါရစေဦးဟုစိုးသူကခွင့်တောင်းသည်အဖွားအိုကခေါင်းမဖော်ပဲနေပေါ့ဒါပေမဲ့ညတစ်ခေါက်မှာအနောက်ကညောင်ပင်စီကဘသူခေါ်အပြင်မထွက်နဲ့ဟုအကွဲသောအတန်ဖြင့်တတိပေးသည်ညတစ်ခေါက်ရောက်သောအခါစိုးသူအိပ်ပျော်နေရင်းမှသူ့နာမည်ကိုခေါ်နေသောအတန်ကြောင့်နိုးလာသည်စိုးသူငါ့ကိုကူညီပါဦးထိုအတန်ကသူ့အမေ၏အတန်နှင့်အလွန်တူနေသည်စိုးသူစိုးရိမ်စိတ်ဖြင့်အဖွားအို၏တတိပေးချက်ကိုမိကအိမ်အနောက်ဘက်ညောင်ပင်ကြီးစီသို့ပြေးထွက်သွားမိသည်ညောင်ပင်အောက်ရောက်သောအခါဘသူကိုမှမတွေ့ရရုတ်တရက်အပေါ်ကနေအေးဆက်ဆက်အည်တဆက်သူ့ပခုံးပေါ်ကျလာသည်မိုးရေအမှတ်နှင့်တုပ်လိုက်ရလက်တွင်သွေးရောင်များဆွန့်ထင်းသွားသည်သူ့ပေါ်သို့မော့ကြည့်လိုက်သောအခါညောင်ပင်အကိုင်းခတ်တွေကြားထဲမှာလူသေးအလောင်းတွေအများကြီးကိုတကိုင်းတွေကနွယ်ပင်တွေလိုရစ်ပတ်ထားသည်ကိုတွေ့လိုက်ရသည်ထိုထဲတွင်ခုနကအိမ်ထဲတွင်တွေ့ခဲ့သောအဖွားအို၏အလောင်းကလည်းတစ်ကိုင်းတစ်ခုတွင်တွဲလောင်းကျနေပြီးသူ့ကိုကြည့်ကမျက်လုံးမရှိသောမျက်ကွင်းအဟောင်းသားကြီးဖြင့်ပြုံးပြနေသည်စိုးသူသည်သွေးဆက်များဆွန့်ထင်းနေသောလက်ကိုကြည့်ပြီးနောက်သို့အလန့်တကြားဆုပ်လိုက်သည်အိမ်ထဲကအဖွားအို၏အလောင်းကတစ်ကိုင်းပေါ်တွင်တွဲလောင်းကျနေသည်ကိုမြင်လိုက်ရချိန်မှာသူနားလည်လိုက်ပြီးသူစကားပြောခဲ့တာအဖွားအိုမဟုတ်ပဲတစ်ပင်ကဖန်ဆင်းထားတဲ့အရေးတစ်ခုသာဖြစ်သည်သူအိမ်ထဲသို့အမြန်ပြန်ပြေးဝင်ပြီးတကားကိုချက်ထိုးပိတ်လိုက်သည်ရင်ဘတ်ထဲတွင်နှလုံးခုန်တန်ကစီးချက်မမှန်တော့ထိုစဉ်အပြင်ဘက်မှအတန်တစ်ခုကြားလိုက်ရပြန်သည်သားတကားဖွင့်ပါဦးအမေရောက်နေပြီးအတန်ကတကားဝါကတင်မဟုတ်ပဲသူ့နာရွက်နားလေးကထွက်ပေါ်လာသလိုမျိုးခံစားရသည်သူအသက်ကိုအောင့်ထားရင်းတကားအကြောင်းမှချောင်းကြည့်လိုက်ရာအပြင်တွင်အမေမဟုတ်ပဲရှီလျားလွန်းသောတစ်သားလက်ချောင်းကြီးများကတကားကိုကုတ်ချစ်နေသည်ကိုတွေ့လိုက်ရ၏ရုတ်တရက်အိမ်ချမ်းပြင်အကြောင်းများကြမှတစ်မြင့်များကငွေဟောက်များကဲ့သို့တိုးထွက်လာပြီးစိုးသူ၏ခြေထောက်များကိုရစ်ပတ်လိုက်သည်သူအော်ဟစ်ဖို့ကြိုးစားတော်လဲတစ်မြင့်တစ်ခုကသူ့ပါးစပ်ထဲသို့အတင်းထိုးဝင်လာကအတန်ကိုပိတ်ဆို့လိုက်သည်နောက်တနေ့မနက်တွင်မိုးလင်းသွားသည့်နေရောင်ခြည်ကတစ်ပင်ကြီးပေါ်သို့ကြားရောက်နေသည့်လမ်းမလာသောနောက်ထပ်ခရီးသည်တဦးသည်ထိုအိမ်အိုကြီးကိုတွေ့သဖြင့်ဝင်လာခဲ့သည်အဖိုးဒီမှာခဏနားလို့ရမလားမိဖို့ဘေးတွင်ထိုင်နေသောလူအိုကြီးကခေါင်းကိုငုံထားရင်းနေပေါ့ဒါပေမဲ့ညတစ်ခေါက်မှာအနောက်ကညောင်ပင်စီကဘသူခေါ်အပြင်မထွက်နဲ့ဟုပြန်ပြောလိုက်သည်ထိုလူအိုကြီးဝတ်ထားသည်မှာမင်းညကစိုးသူဝတ်ထားသောအင်ဂျီပင်ဖြစ်သည်စိုးသူသည်တေဆုံးသွားခြင်းမဟုတ်ပဲညောင်ပင်ကြီး၏ဝိညာဉ်ကျွေးမွေးမှုကိုခံလိုက်ရပြီးနောက်ထပ်သားကောင်ကိုဖိတ်ခေါ်ရန်အတွက်မျက်နှာဟောင်းနှင့်ခန္ဓာကိုယ်အသစ်ဖြင့်အစားထိုးခံလိုက်ရခြင်းသာဖြစ်ပါတော့သည်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်တွေကိုနားထောင်ဆင်ဖို့အတွက် channel လေးကို subscribe လုပ်သွားပေးပါနော်ကျေးဇူးတင်ပါတယ်